တောက်ကြသားမိတွေဒီလာမဲ့12လပိုင်းတွေကျွန်တော်တနောက်ကနမိတ်ကြည့်ပေးမှာဖြစ်ပါတယ်အချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးပညာရေးသားမိကန်ကအစုံနေအောင်လေးကြည့်ပေးမယ်ပြီးရင်ကျွန်တော်ကံကောင်းတဲ့နံပါတ်လေးလည်းပြောပေးမှာဖြစ်ပါတယ်ဒီကိုစုံနေကြည့်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ပြီးတော့ရင်ဒီ12လပိုင်းမှာတောက်ကြသားတွေတလပတ်လုံးကံကောင်းမှုတွေရရှိရအောင်ရေရာလေးလည်းကျွန်တော်ပေးမှာဖြစ်ပါတယ်ဒီရေရာကိုခြေချအပြင်တောက်ကြသားတွေဒီလာမဲ့12လပိုင်းမှာကံကောင်းခြင်းတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကျုံးမိတ်ဆွေတွေကိုကျွန်တော်ဗီဒီယိုလေးမစနေခင်မှာကျွန်တော်အခုညတစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမြင်တာနဲ့ like share ဖို့လွှာနေဖို့မေ့ပါတယ်ခင်ဗျာမိတ်ဆွေတို့ like တစ်ချက် share တစ်ချက်ကအပန်းမကြည့်ဘူးဆိုပေမဲ့တစ်ဖက်ကမြင်တွေ့သွားလို့အခက်အခဲတွေအကျက်တွေအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်ကထပ်တူကုတူရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share လုပ်ဖို့မေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တူတူလိုက်ကြည့်ကြမယ်ခင်ဗျာတောက်ကြသားတွေဒီလာမဲ့12လပိုင်းမှာကံကောင်းနေလားကံဆိုတော့2ခုနဲ့မေးရင်ကောင်းအားက80လောက်ရှိနေပါတယ်တတိထားရမှာ30လောက်ရှိနေပါတယ်ဘာတွေကဒီလောက်တော့ကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်နေတဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းပါတယ်ကြားလာတဲ့နမိတ်ကိုမြင်အောင်ကြည့်ပါလူတစ်ယောက်ကအရန်ပျော်ရွှင်နေတယ်မထင်မှတ်ထားပဲပေါ့နော်ပစ္စည်းတစ်ခုခုရရှိတယ်ဆိုတဲ့ဟန်မှာရှိတယ်ပြီးတော့သူ့ရဲ့စိတ်မှာစိန်ဆွေးနာတွေနဲ့ဒါပြည့်နှက်နေတယ်ဆိုတော့နမိတ်ထဲမှာရှိတယ်အရန်ကောင်းပါတယ်ဒါကြောင့်တောက်ကြသားတွေဒီလာမဲ့12လပိုင်းမှာကံနဲ့ပတ်သက်ပြီးငွေတွေတေချာပေါက်ဝင်လာမယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ဒါကြောင့်ဗီဒီယိုရဲ့အနောက်မှာကံဆန်းရမယ့်နံပါတ်လေးကျွန်တော်ပေးမယ်ဖြစ်အောင်လေးဒီနံပါတ်လေးစမ်းတက်ကြည့်ပါကိုယ့်ရဲ့နော်ကံရှိတဲ့လောက်လေးကံနဲ့ပတ်သက်ဝင်လာမယ်ဆိုတဲ့နမိတ်ထဲမှာရှိတော့ကြောင့်အရန်ကောင်းတယ်နော်အလုံးနဲ့ပတ်သက်ပြီးကြင်ကြာနေတဲ့ငွေတွေတကယ်ချင်းကကိုယ်လိန်ညာသွားတဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်ဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကငွေစုမိစောင်းပေးမဲ့ကာလထဲမှာရှိတယ်အရန်ကောင်းတယ်ပြီးတော့ကြောက်ခဲရေပေါ်မဲ့ကာလထဲမှာရှိနေပါတယ်ကြောက်ခဲရေပေါ်ဆိုတော့တကယ်ချင်းကကိုယ့်စီကယူရတဲ့ပြန်မပေးဘူးနော်ကိုယ့်စီကတစ်ဖက်ရိုက်သွားတဲ့ငွေတွေပြန်လည်ရရှိမယ်ဆိုတော့ကျွန်တော်ရှိတော့ကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းကံကအထူးပြောစရာမလိုဘူးတောက်ကြသားတွေအရန်ကောင်းနေတယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်တခုထိထားရမှာကတငယ်ချင်းကံမိတ်ဆွေကံအရန်ခင်ရတဲ့မိတ်ဆွေတွေအရန်ချဲတဲ့မိတ်ဆွေတိတ်အကျုံမပေးဘူးတငယ်ချင်းမိတ်ဆွေတွေငွေကြေးနဲ့ပတ်သက်ပြီးတော့ချီတာတွေငားတွေမလုပ်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်ကွာပေးချင်တယ်ဆိုရင်အပြတ်ပေးပလိုက်နိုင်တဲ့လောက်လေး900နဲ့1000နဲ့ပေးပလိုက်အဲ့လိုချီတာတွေငားတယ်အာမခံတာလုပ်မိမယ်ဆိုရင်တေချာပေါက်သူ့ရဲ့အပူကကိုယ့်အပူဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်တငယ်ချင်းတွေနဲ့ပတ်သက်မယ်ဆိုအထူးဂရုစိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ပြီးတော့ဒီကာလထဲမှာလူယုံမထားသေးပါဘူးတောက်ကြသားတွေနဲ့ပတ်သက်တဲ့တငယ်ချင်းမိတ်ဆွေရင်ကကိုယ့်ပေါ်မှာတစ္ဆာဖောက်တတ်ပါတယ်ဒါကြောင့်မို့အထူးဂရုစိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းတာကမိသားစုရေးနဲ့ပတ်သက်တာကိုယ့်ရဲ့ညီကောင်မောင်နှမတွေနော်ကိုယ့်ရဲ့မိဘတွေနော်နားလည်မှုလွဲနေတာပဲဖြစ်ဖြစ်အစင်မပြေတာပဲဖြစ်တေချာပေါက်အစင်ပြေသွားမယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်အိမ်တော်ကြီးကြောင့်တော့ကများနေတဲ့သူတွေမိသားစုရေးတွေတက်တဲ့ဝဲမရှိဘူးနော်တစ်ချက်ဖြစ်နေတယ်တယောက်မျက်နှာတယောက်ကြည့်လို့မရဘူးလူတွေရှိတယ်ဆိုရင်တေချာပေါက်တောက်ကြသားတွေဒီ12လပိုင်းမှာမိသားစုရေးတွေအဆင်ပြေသွားမယ်ဆိုတဲ့နမိတ်ထဲမှာရှိတယ်အရန်ကောင်းပါတယ်ပြီးတော့အိမ်ချမ်းမြေနဲ့ပတ်သက်တာလည်းအရန်ကောင်းတယ်အိမ်ဝယ်မှာလားအိမ်ရောင်းမှာလားအိမ်ရောင်းမဲ့သူတွေနေနဲ့ခြံရောင်းမဲ့သူတွေအလွယ်တကူရောင်းထွက်တာတွေကြုံတွေ့နိုင်တယ်ပြီးတော့ကိုမထင်မှတ်ထားတဲ့ငွေအမောက်တန်းပိုပြီးရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ကိုကမြန်ဆန်ရောင်းထွက်ချင်တယ်ဆိုရင်ဗီဒီယိုနောက်မှာကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားလွှတ်လိုက်ချင်အောင်ပြင်တေချာပေါက်မိတ်ဆွေဖြစ်ချင်ဆန္ဒတွေဖြစ်သွားမှာဖြစ်ပါတယ်အိမ်ဝယ်မယ်ဆိုလဲဒီလိုမျိုးပဲကိုမထင်မှတ်ထားတဲ့ငွေအမောက်တက်ရှုပ်ပေါ့လေးရရှိတတ်ပါတယ်ဒီတစ်ချက်လည်းအရန်ကောင်းပါတယ်ခင်ဗျာနောက်တစ်ချက်သတိထားစရာကအချစ်ရည်နဲ့ပတ်သက်တာကြားလာတဲ့မိတ်ကနော်ငရဲသားကြီးနမိတ်ဖြစ်တယ်နော်ပြီးတော့ဒီဘေးမှာနော်ကောင်လေးတယောက်နဲ့မိန်းကလေးတယောက်ကိုတန်ကျိုးတွေနဲ့ချီနှောင်ထားတဲ့နမိတ်ထဲမှာရှိတယ်ဒါကြောင့်မို့ကိုယ့်ရဲ့အချစ်နဲ့ပတ်သက်မှုဆို view ဆိုင်ပေးပါအဖြက်ကြီးကြီးမားမားဝင်ဖို့ရှိပါတယ်ကိုယ်နဲ့ကိုယ့်ရဲ့ချစ်သူနဲ့အဆင်ပြေနေတဲ့ตาရာတွေတဲ့အချိန်မှာအနှောက်အယှက်တွေဝင်လာနိုင်တယ်ဥပမာကိုယ်သဘောကျတဲ့လူတွေဖြစ်ချင်းဖြစ်မယ်ကိုယ့်ရဲ့ချစ်သူသဘောကျတဲ့လူတွေကလည်းဖြစ်ချင်းဖြစ်မယ်အဲ့လိုဂျားလူတွေဝင်လာပြီးတော့ကိုယ့်ရဲ့ချီကသုံးဝက်ဆိုင်ချစ်ဆက်လန်းနေဖြစ်ပြီးတော့ပြက်နာတွေဖြစ်တာမျိုးကိုယ့်ရဲ့ချစ်သူတွေကိုလည်းအဆင်မပြေကွဲတာမျိုးတွေကြုံတွေ့နိုင်တယ်ဒါကြောင့်အချစ်နဲ့ပတ်သက်မှဆိုအထူး view ဆိုင်ပါခင်ဗျာဂျားလူတွေဝင်လာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အထူးထိထားရမှာတငယ်ချင်းမိတ်ဆွေတွေအတွက်ကြောင့်ကိုယ့်ရဲ့အချစ်တွေပြက်လို့ပျက်စီးတွေဖြစ်တတ်ပါအထူး view ဆိုင်ပါချစ်သူမရှိတဲ့သူတွေကလည်းအထူး view ဆိုင်ပါခင်ဗျာနော်တောက်ကြသားမျိုးဆန်းရမ်းပွင့်နေတဲ့ဖြစ်တဲ့ကြောင့်မို့ကိုယ့်အနာကိုချင်းကပ်လာတဲ့သူတွေကလည်းအတူရောင်တွေအလိညာတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်ဒီဆက်လပိုင်းမှာချစ်သူရည်စားနဲ့ပတ်သက်မယ်ဆိုအညက်ပိုင်းမှာရှိတော့ကြောင့်မို့အထူး view ဆိုင်ပါ
ချစ်တူမရှိတဲ့နော်လူငယ်တွေနေနဲ့ကလည်းကို့နာကိုချင်းကပ်လာလူကိုတေချာလေးစစ်ဆေးပြီးမှလက်ခံပါလို့ပဲကျွန်တော်အကြံပြုချင်တယ်မဟုတ်ဘူးဆိုရင်ကို့နာကိုချင်းကပ်လာလူတွေအတူရောင်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့အခြေခံတွေကညံ့သွားတတ်ပါတယ်အစမပြီးဖြစ်တတ်ပါတယ်အထူးပြုဆိုင်ပါခင်ဗျာနောက်တစ်ချက်သိထားရမှာကဒီ12လပိုင်းမှာတောက်ကြသားတွေကိုနော်လူမုံများနေတတ်ပါတယ်ကိုကဘလောက်ပဲသူတို့ကိုကူညီခဲ့ဘလောက်ပဲသူတို့ပေါ်စေနာထားခဲ့တာတစ်ချိန်တစ်ခါလောက်သူတို့မကူညီမိတာနဲ့နော်ကိုကိုလူစိုးကြီးတယောက်လို့နော်မုံသွားတတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နေတဲ့အကြံပြုရမယ်ဆိုရင်ဒီ12လပိုင်းမှာတောက်ကြသားတွေနဲ့လူတွေကိုအယမ်းမယုံသေးပါဘူးကိုယ့်ဘက်ချမ်းမှန်အောင်နေပါကိုမှန်တဲ့ထင်ဘယ်သူကမှဂရုမစိုက်ပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအိမ်တော်ရင်းနဲ့ပတ်သက်တော့အရန်ညက်နေတာတော့မဟုတ်ဘူးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဘာမှမဟုတ်တဲ့စကားတွေအတွက်ကြောင့်ဘာမှမဟုတ်တဲ့ပြစ်တာတွေအတွက်ကြောင့်ကိုယ့်အိမ်တော်ကြီးထိခိုက်တတ်ပါတယ်အစမေဖြစ်တတ်ပါတယ်အိမ်တော်ကြီးကွဲကွာတဲ့သူတွေကလည်းအရန်ကောင်းတာတခုကတေးကြပေါင်းဒီဆက်လာပိုင်းမှာပြန်ပေါင်းဖက်ရမယ်ဆိုတဲ့ကံထဲမှာရှိတော့ကြောင့်မို့အရန်ကောင်းပါတယ်ခင်ဗျာဒါအိမ်တော်ကြီးတွေညက်နေတဲ့သူတွေအချီတွေညက်နေတဲ့သူတွေနော်မိတ်ဆွေကန်တွေမကောင်းတဲ့သူတွေနေတဲ့ဗီဒီယိုရဲ့အနောက်မှာရတရားလေးပေးမယ်ဖြစ်အောင်လုပ်ချရမယ်ကံကောင်းမှုတွေတေးကြပေါင်းရရှိမှာဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထွေထူးမရှိပါဘူးကျမ်းမာရေးကောင်းမယ်ဆိုတဲ့မိတ်ထဲမှာရှိပါတယ်တခါလေကြာရင်ယာတွေဥတုအကူပြောင်းကြောက်ပဲချောင်းဆိုးနှာစီးကလွဲပြီးတော့ထွေထူးဖြစ်ဖို့မရှိဘူးပြီးခဲ့လာတော့ကွာကျမ်းမာရေးညံ့နေတဲ့ကျမ်းမာရေးတချောင်းချောင်းဖြစ်နေတဲ့သူတွေရှိတယ်ဆိုရင်ဒီ12လပိုင်းမှာတေချာပေါင်းကျမ်းမာရေးတွေကောင်းသွားပြီးတော့တက်တာပြောင်းပြသွားမှာဖြစ်ပါတယ်ဆရာကောင်းသမားကောင်းတွေ့ပြီးတော့လည်းအဆင်ပြေသွားမှာဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ရန်ကောင်းနေတယ်ဆိုတဲ့မိတ်ထဲမှာရှိပါတယ်တောက်ကြသားမိဖေးဖေးမေမေနဲ့ကတော့တမီးကျိုးတော့အရန်ခံစားရမယ်လှတလာမှရှိပါတယ်ကိုယ့်ရဲ့တမီးကပညာတတ်တယ်ဆိုရင်သူကသူတတ်တဲ့ပညာကိုလှုပ်ကြွေးတာတွေပြုစုတာတွေဆက်လျှောက်တာတွေဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ရင်သူ့ရဲ့ခွန်အားရှိသလောက်လေးကိုပြုစုဆက်လျှောက်တာတွေကြုံတွေ့နိုင်ပါတယ်တမီးကျိုးကတော့အရန်ခံစားရမယ်လှတလာမှရှိပါတယ်တခုထိထားရမှာကတားအကျိုးမပေးပါဘူးကို့မှာတားလေးတွေမွေးထားတဲ့ဆိုရင်အရွယ်ရောက်ပြီဆိုရင်အထူးပြုဆိုင်ပါသူတို့ကြောင့်ကို့မှာတောကားများလာတွေစိတ်ညစ်စရာတွေပူပန်စရာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့တားတွေမွေးထားတဲ့ဆိုရင်အထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အရန်ကောင်းနေတာတခုကတောက်ကြတားတွေဒီဆက်လာပိုင်းမှာဘာသာတရားနဲ့ပတ်သက်ပြီးဖိလုပ်ပေးပါအသိထန်တွေဝင်နိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်အများကြီးမဝင်နဲ့9ရက်လောက်ပဲဝင်ပါထူးထူးခြားခြားလေးအဆင်ပြေမှုတွေရရှိမှာဖြစ်ပါတယ်ကိုဖြစ်ချင်တဲ့စာနာလေးတွေကို9ရက်အသိထန်ပြုပြီးတော့အသိထန်ဝင်ကြည့်ပါခင်ဗျာအသိထန်ဝင်မတတ်ဘူးဆိုရင် comment အကြောင်းချမှတ်လိုက်ခဲ့ပေးပါကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်အသိထန်တွေဝင်ချင်းအားဖြင့်တောက်ကြသားတွေကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အခြားဘာသာဝင်တွေအနေနဲ့ကိုယ့်ရဲ့ဘာသာလက်လေးလည်းဘာသာတရားတွေလုပ်ပေးလို့ရပါတယ်။နော်အစဉ်ပြေမှုတွေရရှိမှာဖြစ်ပါတယ်။တောက်ကြသားတွေနော်ပညာရေးနဲ့အလုပ်အင်တာဗျူးနဲ့ပတ်သက်မယ်ဆိုရင်တော့အထူးသတိထားရမှာကဆရာကောင်းတမကောင်းအကူအညီထောက်ပံ့ကောင်းတွေရှိတယ်။သူတို့အတွက်ကြောင့်ကိုယ်မှာအစဉ်ပြေတော့တာမျိုးတွေကြုံတွေ့နိုင်တယ်ပြီးတော့ကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိသားစုတွေအထောက်ပံ့တွေကြောင့်လည်းအစဉ်ပြေနိုင်ပါတယ်ပြီးတော့ကိုစူးစမ်းရင်စူးစမ်းလောက်တော့အောင်မြင်မယ်ဆိုတဲ့နေ့တည်းမှာရှိပါတယ်။အခုသတိထားရမှာကတငယ်ချင်းပေါင်းမှုကြောင့်မိတ်ဆွေမကောင်းမှုကြောင့်ကိုယ့်ရဲ့ပညာရေးထိခိုက်တာတွေပျက်စီးတာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်တကယ်ချင်းမိတ်ဆွေပေါင်းတဲ့နေရာမှာအထူးယူဆိုင်ပါလို့အကြံပြုချင်ပါတယ်ခင်ဗျာအလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုအရန်ကောင်းတယ်ဆိုတဲ့မိတ်ထဲမှာရှိပါတယ်လူလင်ပြိုတယောက်ကကျဲတပွေကိုနော်အပေါ်မှာလက်လေးနဲ့မှားတင်တာဆိုတဲ့မိတ်ထဲမှာရှိပါတယ်ဒီနမိတ်ကိုကြည့်ချင်အားဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့မချခင်မှာဝင်လာတော့မယ်မချခင်မှာငွေကြေးတွေအဆင်ပြေတော့မယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ကျဲဆိုတာကငွေကိုကိုစားပြုတာဒါကြောင့်မို့တောက်ကြသားတွေနဲ့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီလထဲမှာပြောင်းမယ်ဆိုဖြစ်အောင်လေးပြောင်းလိုက်နောက်လမှာပြောင်းတယ်ကိုအလုပ်ပြောင်းဖို့စီစဉ်ထားတယ်ဒီလထဲမှာပြောင်းမယ်ဆိုရင်တေချာပေါင်းအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လှုပ်တဲ့သူတွေကအလုပ်တွေတိုးချဲ့တာတွေနော်ဒါမှမဟုတ်အလုပ်တွေစတင်ချင်တာတွေလုပ်လို့ရပါတယ်အကျိုးပေးပါတယ်အလုပ်ကိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့တကယ်ချင်းနဲ့ပေါင်းနေဆက်ဆံပြီးတော့မလုပ်သေးဘူးနော်ကိုညံရှိသလောက်လုပ်လို့ရပါတယ်နော်တိုင်ပင်တဲ့သူတွေလိုတယ်ဆိုရင်ကိုယ့်ရဲ့မိသားစုဝင်နဲ့တိုင်ပင်ပြီးတော့လောက်ကိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတိုင်ပင်ဆွေးနွေးမိမယ်ဆိုရင်အညံ့လေးတွေရောက်သွားမှာဖြစ်ပါတယ်ဒါကိုယ့်ရဲ့အလုပ်ကိုင်ရတဲ့အဆင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်ကိုယ်ပိုင်လုပ်မယ်ဆိုရင်တယောက်တည်းလုပ်တာပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုဝင်နဲ့ပေါင်းပြီးတော့လုပ်မယ်ဆိုရင်အဆင်ပြေပါတယ်တကယ်ချင်းနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင်တေချာပေါက်သူ့ရဲ့အညံ့တွေကကိုယ့်စီကိုရောက်လာပြီးတော့ကိုယ်တိုင်ကအဆင်မပြေဖြစ်သွားတတ်ပါတယ်ဒါကြောင့်အလုပ်ပြောင်းမဲ့သူတွေအလုပ်ဆွေးမဲ့သူတွေကိုယ်ပိုင်လုပ်မဲ့သူတွေကအရန်ကြိုးပေးနေတယ်ဆိုတဲ့ကာလထဲမှာရှိတယ်အရန်ကောင်းပါတယ်ကျွန်တော်ကျမကအလုပ်ကန်တွေညံ့နေတယ်အလုပ်ကန်မရှိဘူးဆိုရင်ဘေးရွက်နောက်မှာကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားလှုပ်လိုက်ချင်အားဖြင့်တေချာပေါက်အလုပ်ကန်တွေကောင်းမွန်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီရေတရားကိုတော့ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဗီဒီယိုရဲ့အစမှာကျွန်တော်ပြောခဲ့တာကိုမိတ်ဆွေတို့မှတ်မိမယ်ထင်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ငွေဝင်လာမယ်ဆိုတဲ့နေ့တည်းမှာရှိတယ်ပေါ့နော်ဒီကက်ကိုကြည့်ချင်းအားဖြင့်ဒီကက်ကကံကိုကိုစားပြုတာနော်ဒီထဲမှာကြောင်းလန့်စရာတွေကိုမှမရှိဘူးမြင်းရှိပြီးတော့နော်သူရဲကောင်းတယောက်ကနော်ကျဲတပွေကိုကန်လာတယ်ဆိုတဲ့နေ့မှာရှိတယ်ကျဲဆိုတာကလည်းအရန်ကောင်းတယ်သူရဲကောင်းဆိုတာကလည်းအရန်ကောင်းတယ်ဆိုတဲ့နေ့တည်းမှာရှိတော့ကြောင့်မို့တေးကြပေါင်းကံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကငွေတွေဝင်လာတော့မယ်ဆိုတဲ့နေ့တည်းမှာရှိတယ်အရန်ကောင်းပါတယ်ကန်ဆမ်းမယ်ဆိုရင်6ပါးရဲ့နံပါတ်တွေ
9ပါတဲ့နံပါတ်တွေကအရန်ကြိုးပေးတယ်ဒီလိုနံပါတ်တွေရွေးချယ်ပြီးတော့ဆက်လက်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့တေချာပေါက်ငွေတွေဝင်လာနိုင်တယ်ပြီးတော့ကံကောင်းနေတဲ့အယောင်ကတိမ်ပြားယောင်ရဲ့အဝါအယောင်တွေကကံကောင်းပါတယ်ကိုညံရှိလို့အသုံးပြုပါအရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေတွားမယ်လာမယ်ဆိုရင်ဒီအယောင်ဝစ်စင်တာပဲဖြစ်ဖြစ်အဆောင်နေတဲ့ဆောင်တော့တာပဲဖြစ်တေချာပေါက်ကံကောင်းမှုတွေရရှိပြီးတော့မိတ်ဆွေဆက်စအရာအဆင်ပြေသွားမှာဖြစ်ပါတယ်ရန်ကောင်းနေတာတခုကတောက်ကြသားမျိုးနဲ့ဒီဆက်လပိုင်းမှာရက်ဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေအရန်ကြိုးပေးပါတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးနိုင်ငံခြားသွားမဲ့သူတွေတနေ့တစ်ချိန်သွားမဲ့သူတွေကလည်းလမ်းခီးမှာအပိတ်ပင်အသားစီဟန်တာမရှိဘဲနဲ့ချက်ချုံမှုတွေနဲ့ရောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့တောက်ကြသားမျိုးတွေရက်ဝေးခီးစင်တွေကအရန်ကောင်းနေဆိုတဲ့ကာလထဲမှာရှိပါတယ်ပြီးတော့ဒီဆက်လပိုင်းမှာတောက်ကြသားတွေကိုမမြင်နိုင်တဲ့လောကီပညာပြုစားနှောက်ဆက်ကလည်းလွယ်နဲ့ပြုစားနှောက်ဆက်လို့မရဘူးဆိုတဲ့ကာလထဲမှာရှိတယ်ဘာသာတရားလေးတွေကိုဖိလုပ်ပေးပါခင်ဗျာဒါမှမဟုတ်ကပြီးခဲ့တဲ့လတော့အညက်တွေပါလာခဲ့မယ်ဆိုရင်တော့ဒါနှိစက်ရဆရာလေးမှာစစ်စစ်တင်ပါတယ်ဥပမာခင်ဗျာမိတ်ဆွေကစီကန်းစီအောင်သွားလေးမပြောက်ဘူးကျမကြီးကလည်းညက်နေတယ်ဘာဖြစ်နေမှမသိဘူးတွေးစစ်တမ်းမှရိုက်တယ်အဖြစ်မပေါ်ဘူးဒါပေမဲ့ကျမကြီးကညက်နေတယ်သူများတဲ့ကိုကြည့်လိုက်တာရောအကောင်းပဲဒါပေမဲ့ကိုပဲခံစားနေရတယ်ပြီးရင်စိတ်နဲ့လူနဲ့မကပ်ဘူးပြီးရင်သူများတွေကစေတာနဲ့ပြောတယ်မေတ္တာနဲ့ပြောတယ်ကွာလက်မခံကြဘူးအမြဲတမ်းလို့စိတ်တူနေတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းကိုမယုံနိုင်ဘူးပေါ့နော်အရင်တော့ငါဒီလိုလူတရားမဟုတ်ဘူးအခုငါဘာတွေဖြစ်နေလဲကိုတော့မယုံတင်ကဖြစ်မိတယ်အဲဒီလိုလူတွေရှိတယ်ဆိုရင်တေချာမောက်တာအနှောက်အယှက်တွေဖြစ်နေဖို့များတယ်နော်ပြီးတော့ကိုကကိုယ့်ရဲ့မိသားစုထဲမှာနော်စီးပွားရေးကျန်းမာရေးအိမ်အောင်ရေးဆက်ဆရရပေါ့နော်ဘာတစ်ခုမှအဆင်မပြေဘူးဆိုရင်တော့ဒါနီးစက်ရဆရာမှာစစ်စစ်ကြည့်လိုက်ပါကျွန်တော်ဆက်သွယ်လာမယ်ဆိုရင်လည်းကျွန်တော်အခမဲ့စစ်ပေးပါတယ်ကျွန်တော်ပြောတဲ့အချက်တွေနဲ့ညီမပဲဆက်သွယ်လာနော်မညီပဲနဲ့ဒါစလို့နောက်လို့လည်းပြောင်းပြီးတော့မဆက်သွယ်လာပါနဲ့ခင်ဗျာကျွန်တော်မအားတဲ့ကြားကနေအခမဲ့စစ်ပေးရအောင်ဖြစ်တော့ကြောင်းမို့တကယ်အရေးကြီးတဲ့သူတွေတကယ်ကူညီလိုတဲ့သူတွေဆိုဆက်သွယ်လာခဲ့ပေးပါကျွန်တော်အခမဲ့လေးစစ်ဆေးပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုလုပ်လိုက်ချင်ရပြီဒီဆက်လပိုင်းမှာတောက်ကြသားတွေဒီထက်ကံကောင်းမှုတွေရရှိပြီးတော့အောင်းတဲ့ຢာလေးတွေနဲ့ကြုံတွေ့မှာဖြစ်ပါတယ်ရေတရားကိုတော့ပြောင်းလုပ်ပေးပါခင်ဗျာခြေရမယ့်ရေတရားကမခက်ပါဘူးနှင်းစီပန်းကတပွေစပယ်ပန်းကတပွေရွှက်လှကနော်တခက်ကိုဒီ၃ခုကိုပေါင်းပြီးတော့ကိုယ့်ရဲ့အိမ်ကဖျားမှာကဲလူတန်းလို့ရပါတယ်ပြီးတော့နီးစက်ရဖျားတွေမှာလည်းလူတန်းလို့ရပါတယ်နော်ဒီရတရားလေးကိုဖြောင်းလုပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့စီမီတွေအမွှေးတာတွေထုံးပြီးတော့ဆုတောင်းရမှာဖြစ်ပါတယ်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုမဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုလည်းဆုတောင်းပါဖြစ်ချင်တဲ့ဆန္ဒလေးဆုတောင်းပါပြီးရင်မေတ္တာပို့ပါအမျှပေးဝေးပါစီမီတွေအမွှေးတာတွေထုံးဖို့တော့မမေ့နဲ့နော်ပြီးတော့ရင်လောက်ရမယ့်အချိန်ကမိတ်ဆွေရဲ့တောက်ကြနေ9:45မိနစ်မှာပြုလုပ်ပေးပါခင်ဗျာကိုယ်တိုင်လုပ်လို့အဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ညီကိုမောင်မတွေအကူအညီတောင်းပြီးကိုယ့်ရဲ့ကိုယ်စားလောက်ခိုင်းကြည့်ပေါ့လေဒါလေးရပါတယ်ကိုယ်တိုင်လုပ်ရင်တော့ပိုကောင်းတာပေါ့နော်ဒီကြေတရားကိုလုပ်လိုက်ချရပြီကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကြံနေတယ်နောက်တစ်ခုကမိတ်ဆွေရဲ့အိမ်လှေကားရင်နော်ဖက်နှက်စင်အဲ့မျိုးနေရာတွေမှာပြုံးညက်တဲ့နေရာတွေမှာပေါ့နော်အုံးရည်တစ်ခွက်ကိုလက်ပြောင်းပြန်လေးပတ်ဖြန်းပေးရမှာဖြစ်တယ်ဒီမှာအုံးရည်တစ်ခွက်ရပြီဒီအုံးရည်ကိုဘယ်လိုမျိုးဖြန်းရမလဲဆိုတော့မိတ်ဆွေရဲ့ဖက်နှက်စင်နောက်လှေကားရင်မှာဒီလိုကင်ထားပြီးတော့လက်ပြောင်းပြန်နဲ့ပတ်ဖြန်းလိုက်ပါပြောရမယ့်စကားငါစီမှာရှိနေအညက်နေငါစီမှာရှိမကောင်းတဲ့အရာတွေပပျောက်ပါစေဆိုပြီးဆုတောင်းပြီးတော့ပတ်ဖြန်းရမှာဖြစ်ပါတယ်ပြီးတော့ရင်ကိုဝတ်တွေနဲ့တေချာလေးတုပ်လိုက်ပေါ့ဒီရတရားနှစ်ခုလှုပ်လိုက်ချင်ရပြီတောက်ကြသားတွေဒီဆက်လပိုင်းမှာကောင်းတဲ့ຢာလေးတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေုံကြီးနဲ့ပြုလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုလေးအဆုံးမသက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုမြင်တွေ့တာနဲ့ like share follow နှိပ်ဖို့မေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ share တစ်ချက်ကအပန်းမကြီးဘူးဆိုပေမဲ့တစ်ဖက်ကအခက်အခဲချက်တွေဖြစ်နေတယ်မြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်ကထပ်လို့ကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ share ဖို့လုံးဝမေ့ပါနဲ့ခင်ဗျာကြောင့်မိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော့မိတ်ကောင်းတော့တိတ်ကောင်းတော့ဝေးခြင်းနဲ့ပြည့်စုံပြီးပျော်ရွှင်တော့မိသားစုပွားပျော်ရွှင်တော့ချစ်သူပွားတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါနဲ့ခင်ဗျာမိတ်ဆွေတို့တီးချင်တဲ့အကြောင်းအရာတွေရှိရဆို comment မှာကြောက်မှတ်လာခဲ့ပေးပါကြောက်အားရင်အားလိုမျိုးလေးဖြည့်ပေးမှာဖြစ်ပါတယ်ကဲကြောင့်မိတ်ဆွေတွေနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာဗီဒီယိုတွေကိုဦးပြပြကြည့်ချင်တယ်ဆိုရင်တော့ကျောင်းရဲ့ YouTube channel ကို subscribe လုပ်ထားဖို့မေ့ပါနဲ့ဘေးကခေါင်းလောင်းလေးတွေချက်လောက်နှိပ်ထားပေးပါခင်ဗျာကျွန်တော်ရဲ့ Facebook page ကိုလည်း follower နှိပ်ထားလို့ရပါတယ်ဗီဒီယိုတွေဦးပြပြကိုကြည့်ရမှာဖြစ်ပါတယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ